နေအချင်းကိုတီးလာတယ်အမျိုးသမီးကမနဲ့အစောအိပ်ရမထားဘူးဟိမ့်မချက်ဘူးအမျိုးသားဘက်ကလည်းညဆိုလို့ရှိရင်နောက်ကျမှအိတ်တယ်အရက်တွေတောက်ပြီးွားလို့ရှိရင်ဝူးဝါးဝါနဲ့ရိုင်းနေတတ်တယ်ဒါတွေကလက်ထပ်ပြီးတော့မှတီးလာတဲ့အချိန်ကြတော့နောက်ဆုံးကလေးတွေရပြီးရဲ့အခါကျတော့မှကွဲလိုက်ရတဲ့အခါကျအိမ်အောင်ကွဲသွားတဲ့ပြဿနာလေးတွေရှိလာတာပေါ့နော်စင်ကုန်မောင်တို့ဘာလို့ဖြစ်လာချို့ကြယောက်ျားဘက်ကဆိုလို့ချို့ကြတော့မိန်းမဘက်ကဆိုလို့အမျိုးတွေဘက်ကဆိုလို့ယောက်ျားမဘက်ကဆိုလို့ဆိုတာအိမ်အောင်ကြပြီးမှတီးကြတဲ့လူတွေရှိတယ်အဲ့တော့တချို့ကြတော့ကွဲချင်ပေမဲ့လည်းဘယ်လိုခေါ်မလဲဘေးလူတွေပြောမှဆိုလို့ရခလေးမျက်နှာကြောင့်မကွဲပဲနေရတဲ့လူတွေရှိရပေါ့နော်အဲ့ဒီအစားတချို့တွေကကြတော့လက်မချက်ခင်မှာပဲဒီလူတယောက်နဲ့တယောက်ရဲ့အကျင့်ကိုသိအောင်ဆိုပြီး living together တူတူနေကြည့်ကြတာအဲ့တော့လမ်းနေစောစောပြောသလိုပဲမြန်မာလူမျိုးက living together နေတယ်ဆိုလို့ရှိရင်မူစကူတူးတဲ့လောက်ပဲသူတို့ကသိတာမဟုတ်ဘူးเนาะ living together ဆိုတာကဒီ Google မှာလည်းခောက်ကြည့်ပါ dictionary မှာလည်းကြည့်